အဝယ်တော်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကားလမ်းမကြီးကြောကတ်စက္ကန့် VIP ရက်ကွက်လို့ခေါ်တဲ့ရက်ကွက်တန်လေးမှာဒီမှာဒီနောက်မှာရှိနေတယ်ပေ40 60အုတ်တိုင်းခတ်ပြီးသားမြေကွက်လေးနဲ့ရောင်းမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အခုလိုမျိုးကွန်ကရစ်လမ်းတန်လေးနဲ့ရက်ကွက်တန်မှာရှိပြီးတော့ဒီလို YBS သွားတဲ့မိန်းလမ်းမကြီးကိုကြောကတ်ထားတဲ့မြေကွက်နေရာကောင်းဖြစ်ပါတယ်ရှင်အရောင်းမိတ်ဆက်ပေးသွားမှာကြတော့ဒီမြေကွက်လေးပေါ့နော်သူကအုတ်တိုင်းပတ်လေခတ်ပြီးသွားပြီးအထဲမှာမြေကြီးတွေလည်းထည့်ထားပြီးသားရေမီးအပြည့်စုံပါမယ်ပြီးတော့စာရွက်စာတမ်းလေးကကြတော့ပေ40 60ပါမစ်မြေမျိုးစားဖြစ်ပါတယ်အခုဒီမြေကွက်လေးရဆိုလို့ရှိရင်ပေါ့နော်ဒီ YBS မိန်းလမ်းမကြီးကိုကြောကတ်ထားတာဖြစ်တဲ့အတွက်ဒီအကွက်ကနေလှမ်းကြည့်လိုက်ရင်တော့နောက်မှာဘတ်စကားတွေပြေးနေတာမြင်ရတယ်ပေါ့နော်အဲ့တော့အထဲကိုတစ်ချက်လောက်လိုက်ပြီးတော့အတူတူကြည့်ပေးဦးနော်ဒါကတော့ဒီမှာလေးအရင်တော့ဒီအိမ်လေးရှိတယ်ပေါ့နော်အိမ်လေးကိုအိမ်ဖြတ်ထားတာဆိုတော့ဒီမှာကတော့မြေကြီးကတော့လမ်းလေဘယ်တက်ကိုဒါမြင့်နေတယ်ပြီးတော့ဒီမှာရေမီးဂျိုးပြူကြီးလည်းပါမယ်မီတာလည်းပါမယ်စာရွက်စာတမ်းကတော့ပေ40 60ပါမစ်မြေမျိုးစားဖြစ်ပါတယ်အခုကျမတို့ဒီနောက်မှာကြည့်လိုက်လို့ရှိရင်တော့ဒီမှာဒါနောက်ကလည်းအကွက်လိုလေးဖြစ်တော့လေဒီနောက်မှာ YBS သွားတာကိုမြင်နေရတယ်ပေါ့နော်ဆက်ပေးသွားတယ်မြေကွက်လေးရဆိုလို့ရှိရင်တော့ကျမတို့ရွှေပြည်သာမြို့နယ်စက္ကန့် VIP ရက်ကွက်လို့ခေါ်တဲ့အမှတ်9ရက်ကွက်ထဲမှာတည်ရှိပြီးတော့ဘရင်တောင်မိန်းလမ်းမကြီးကိုကြောကတ်ထားတဲ့ပေ40 60မြေကွက်လေးပဲဖြစ်ပါတယ်စာရွက်စာတမ်းပါမစ်မြေမျိုးစားဖြစ်ပြီးတော့အယောင်တန်ဖိုးလေးကကြတော့7,4500မှာပိုင်ရှင်ကိုယ်တိုင်ညှိနှိုင်းစင်းနဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့အောင်မဟာရဲ့အဝယ်တော်တွေဖုန်းလေးအချိန်တနားကျဆက်ပြီးတော့လာပြီးဖို့ဖိတ်ခေါ်ပေးလိုက်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်တတာပါ